ပြည်သူကြီးဒုတိယကမ္ဘာစစ်ကြီးအကြောင်းသင်ဘယ်လောက်များသိထားပါသလဲ။ကျောင်းစာအုပ်တွေမတောင်ရုပ်ရှင်တွေနဲ့ရုပ်ရှင်ကားတွေထဲကနေကျွန်တော်တို့သိရှိထားတဲ့အချက်အလက်တွေဟာတကယ်တမ်းကျတော့ရေခဲတောင်ကြီးရဲ့ထိပ်ပြားလေးပဲရှိပါသေးတယ်။အမောင်ထူထဲမှာကွဲဝက်နေတဲ့လူများစီမသိသေးတဲ့အံ့အားသင့်စရာကောင်းလောက်တဲ့ရှုပ်ွက်ချက်ပေါင်းများစွာဟာနားစီဂျာမနီရဲ့တမိုင်းစာမျက်နှာတွေကြားမှာညှို့နှံနေဆဲပါ။ဒီနေ့မှာတော့ကျွန်တော်တို့ဟာအဲ့ဒီဖုံးကွယ်ထားတဲ့ရှုပ်ွက်ချက်တချို့ကိုဖော်ထုတ်သွားမှာဖြစ်ပါတယ်။ဒါတွေဟာခေတ်သစ်တိပိုင်ပညာရဲ့အဆုံးဆုံးတည်ထွင်မှုတွေကနေလူအသိဉာဏ်နဲ့မယုံနိုင်စရာမောပညာရှာဖွေမှုတွေအထိအမျိုးမျိုးရှိနေခဲ့ပါတယ်။စစ်ပွဲကြီးရဲ့အမောင်ဆုံးကားလာတွေမှာဘာတွေဖြစ်ပျက်ခဲ့တယ်လဲဆိုတာကိုသိရှိလို့ရဆိုရင်ဒီဗီဒီယိုကိုအဆုံးထိစိတ်ဝင်စားကြည့်ရှုပေးကြပါလို့ဖိတ်ခေါ်ရင်ပထမဆုံးရှုပ်ဝက်ချက်စီတွားလိုက်ရအောင်ရှုပ်ဝက်ချက်နံပါတ်1 Pevtin နားစီရဲ့စစ်ကြွအားစီပထမဆုံးရှုပ်ဝက်ချက်ကတော့ဒုတိယကမ္ဘာစစ်ကြီးရဲ့အစောပိုင်းမှာဂျာမန်စစ်သားတွေရဲ့စွမ်းဆောင်ရည်ကိုအမကန်မြင့်တင်ပေးခဲ့တဲ့ဆေးဝါးတစ်မျိုးအကြောင်းပါပဲဒီဆေးကို Pevtin လို့ခေါ်ပြီးယနေ့ခေတ်မှာ methamphetamine လို့လူသိများတဲ့အစွမ်းသက်စစ်ကြွဆေးတစ်မျိုးပါပဲ1938ခုနှစ်မှာစတင်ထုတ်လုပ်ခဲ့တဲ့ Pevtin ဟာဂျာမနီနိုင်ငံမှာဆေးဆိုင်တွေမှာတော့လွတ်လပ်စွာဝယ်ယူရရှိနိုင်တဲ့ဆေးတစ်မျိုးဖြစ်ခဲ့ပါတယ်အစားပိုင်းမှာတော့စစ်တပ်ကဒီဆေးကိုပင်ပန်းနွမ်းနယ်မှုကိုရှော့ခါပေးပြီးစစ်တပ်တက်ကြွစေတဲ့အစွမ်းရှိတယ်ဆိုပြီးအမ်ဖွယ်အားဆေးတစ်ခုလိုသဘောထားခဲ့ကြပါတယ်1999ခုနှစ်ပိုလန်ကျူးကျော်စစ်ပွဲနဲ့1940ခုနှစ်ပြင်သစ်ကျူးကျော်စစ်ပွဲတွေမှာ Pevtin ဟာဂျာမန်စစ်တပ်ရဲ့ Blitzkrieg လို့ခေါ်တဲ့လက်စည်းလက်တပွဲစစ်စင်ရေးတွေမှာအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့ပါတယ်ဂျာမန်စစ်သားတွေဟာဒီဆေးပြားတွေကိုမြည်ဝဲပြီးမအိပ်ဆက်ပဲရပ်ပေါင်းများစွာတိုက်ပွဲဝင်နိုင်ခဲ့ကြပါတယ်သူတို့ဟာကြောက်ရွံ့မှုတွေကင်းဝေးပြီးအာယုံစူးစိုက်မှုအားကောင်းကစစ်တပ်တက်ကြွနေခဲ့ကြပါတယ်တင်ကတသားတွေကြားမှာတော့ဒီဆေးကို Panzer Chocolate ဒါမှမဟုတ် Tank Chocolate လို့တောင်နာမည်ပြင်ပေးခဲ့ကြပြီးလင်ငယ်မှုတွေနဲ့ရင်းနှုတ်တင်ပေါ်သားတွေလည်းကြဲကြဲပြန့်ပြန့်အသုံးပြုခဲ့ကြပါတယ်စစ်တပ်ဆရာဝန်တွေဟာစစ်သားတအုပ်ကိုတနေ့ကို Pevtin ဆေးပြား2ပြားကနေ4ပြားထိပေးဝေခဲ့ကြပြီးအရေးပေါ်အခြေအနေတွေမှာတော့ပိုပြီးပမာဏများများပေးခဲ့ကြပါတယ်ပြင်သစ်ကျူးကျော်စစ်မှာဂျာမန်စစ်တပ်ဟာ Pevtin ဆေးပြား35တန်းကျော်ကိုမြည်ဝဲခဲ့တယ်လို့မှတ်တမ်းတွေကဖော်ပြပါတယ်ဒီဆေးတွေဟာသူတို့ရဲ့စစ်စင်ရေးတွေကိုအမတ်တကယ်မြန်ဆန်စေခဲ့ပြီးမဟာမိတ်တပ်တွေကိုအံ့အားသင့်စေခဲ့တာအမှန်ပါပဲဒါပေမဲ့ရေရှည်မှာတော့ဒီဆေးတွေဟာစစ်သားတွေရဲ့ကျန်းမာရေးကိုပြင်းထန်စွာထိခိုက်စေခဲ့ပါတယ်ဆေးဆွဲခြင်းစိတ်ပိုင်းဆိုင်ရာယောဂများဖြစ်ပွားခြင်းပင်မနှွမ်းနယ်မှုလွမ်းကဲခြင်းနဲ့စိတ်ကြောင်ခြောက်ခြားဖြစ်ခြင်းစတဲ့ပြဿနာတွေအကြီးအကျယ်ဖြစ်ပေါ်စေခဲ့ကြပါတယ်စစ်ပွဲနောက်ပိုင်းကာလတွေမှာ Pevtin ရဲ့ဘေးထွက်ဆိုးကျိုးတွေကိုသိလာရတဲ့အခါစစ်တပ်ကဆေးဝေပေးတာကိုရှော့ချခဲ့ပြီးမြဲဒီအချိန်မှာတော့ဂျာမန်စစ်သားအများအပြားဟာဆေးဆွဲနေခဲ့ကြပါပြီဒီအချက်ဟာနာဇီဂျာမနီရဲ့စစ်ပွဲအောင်မြင်မှုတွေရဲ့နောက်ွယ်ကမောင်မိတ်တဲ့ရှုပ်ဝစ်ချက်တစ်ခုအဖြစ်ယနေ့တိုင်ကျန်ရှိနေခဲ့ပါတယ်ရှုပ်ဝစ်ချက်နံပါတ်2 Wonder Weapons အံ့အားသင့်စရာလက်နက်တွေရဲ့နောက်ွယ်နောက်ထပ်အံ့အားသင့်စရာရှုပ်ဝက်ချက်ကတော့နာဇီဂျာမနီရဲ့ Wonder Weapons လို့ခေါ်တဲ့ထူးခြားဆန်းပြတဲ့လက်နက်တီထွင်မှုတွေပါပဲစစ်ပွဲရဲ့နောက်ဆုံးကာလတွေမှာရှုံးနိမ့်တော့မယ့်အခြေအနေရောက်လာတဲ့အခါဟစ်တလာနဲ့နာဇီခေါင်းဆောင်တွေဟာစစ်ပွဲရဲ့အခြေအနေကိုပြောင်းပြန်လှန်နိုင်မဲ့အစွမ်းတက်လက်နက်တွေကိုအသေးအံရှာဖွေတီထွင်ခဲ့ကြခဲ့ပါတယ်သူတို့ဟာခေတ်မီနီးပညာရဲ့ရှေ့ပြေးတီထွင်မှုတွေအများကြီးကိုလှုပ်ဆောင်နိုင်ခဲ့ကြခဲ့ပါတယ်ဥပမာအားဖြင့်ကမ္ဘာပထမဆုံးစစ်စင်ရေးတုံးဂျက်တိုက်လေယာဉ်ဖြစ်တဲ့ Messerschmitt Me262 ကိုကြည့်ပါဒီလေယာဉ်ဟာ1944ခုနှစ်မှာစတင်အသုံးပြုခဲ့ပြီးမဟာမိတ်တပ်တွေရဲ့ propeller engine သုံးလေယာဉ်တွေထက်အစားများစွာပိုမိုမြန်ဆန်ခဲ့ပါတယ်တနာလီကိုကီလိုမီတာ900နီးပါးပြန်ထားနိုင်တာကြောင့်မဟာမိတ်တိုက်လေယာဉ်တွေဟာ Me262 ကိုလိုက်မီဖို့တောင်ခက်ခဲခဲ့ပါတယ်ဒီလေယာဉ်ဟာလေခေါင်းတိုက်ပွဲတွေရဲ့အနာဂတ်ကိုပုံဖွဲ့ပေးခဲ့တဲ့တီထွင်မှုတစ်ခုပါပဲဒါတွင်အဖြစ် V2 တုံးကျည်တွေကိုလည်းတီထွင်ခဲ့ပါတယ်V2 ဟာကမ္ဘာပထမဆုံးတိုက်ချင်းပစ်တုံးကျည် ballistic missile ဖြစ်ပြီးအာကာသထဲကိုရောက်အောင်ပစ်လွတ်နိုင်တဲ့နည်းပညာလည်းပါဝင်ပါတယ်ဒီတုံးကျည်တွေဟာ London, Antwerp ဒါမှမဟုတ် Antwerp နဲ့အခြားယောရောပမြို့ကြီးတွေကိုတိုက်ခိုက်ဖို့အသုံးပြုခဲ့ပါတယ် V2 တုံးကျည်တွေရဲ့အញ្ញံဆန်ကြောင့်ကာကွယ်ဖို့မဖြစ်နိုင်ပဲလူအများစုတေဆုံးခဲ့ရပါတယ်ဂျာမန်စစ်သား Wernher von Braun ဦးဆောင်တဲ့အဖွဲ့ကတီထွင်ခဲ့တဲ့ဒီတုံးကျည်နည်းပညာဟာစစ်ကွေးပြီးတဲ့အခါမှာအမေရိကန်နဲ့ဆိုဗီယက်တို့ရဲ့အာကာသပြိုင်ပွဲနဲ့နျူကလ িয়ার လက်နက်တီထွင်မှုတွေအတွက်အခြေခံအုတ်မြတ်ဖြစ်လာခဲ့ပါတယ်နာဇီဂျာမနီဟာ Horten HO229 လိုမျိုးအနာဂတ်ဆန်တဲ့ flying wing design လေယာဉ်တွေကိုပါစမ်းသပ်ခဲ့ကြပါတယ်ဒီလေယာဉ်တွေဟာပုံမှန်လေယာဉ်တွေလိုကိုယ်ရည်နဲ့အတောင်ပွင့်ခွဲခြားမထားပဲအတောင်ပွင့်တစ်ခုတည်းနဲ့ပြန်ထမ်းနိုင်အောင်ဒီဇိုင်းထုတ်ထားတာပါအချို့သောသမိုင်းပညာရှင်တွေကတော့ဒီဒီဇိုင်းဟာရေဒါဖမ်းယူရခက်တဲ့ stealth နည်းပညာရဲ့ရှေ့ပြေးပုံစံလိုတောင်ယူဆကြပါတယ်ဒါတွေအပြင် Land Cruiser P1000 Rattler လိုမျိုးတင်ထားကြီးတွေနဲ့ America Bomber လို့ခေါ်တဲ့တိုက်ချင်းပစ်ပုံစံလေယာဉ်လိုမျိုးမယုံနိုင်စရာစီမံကိန်းတွေလည်းရှိခဲ့ပါတယ်ဒီလိုမျိုးထူးခြားတဲ့လက်နက်တွေဟာဂျာမန်စစ်သားတွေရဲ့ချက်မြက်မှုကိုပြသခဲ့ပြီးမြဲစစ်ပွဲရဲ့နောက်ဆုံးကာလမှာအဆူလိုက်အဖွဲလိုက်ထုတ်လုပ်ဖို့နဲ့အချိန်မီအသုံးပြုနိုင်ဖို့ကတော့မဖြစ်နိုင်တော့ပါဘူးစစ်ပွဲပြီးဆုံးတဲ့အခါမှာတော့ဒီနည်းပညာတွေဟာမဟာမိတ်တပ်တွေရဲ့လက်ထဲကိုရောက်ရှိသွားခဲ့ပြီးကမ္ဘာနည်းပညာတိုးတက်မှုအတွက်အခြေခံအုတ်မြစ်တွေဖြစ်လာခဲ့ကြပါတယ်ရှုပ်ဝက်ချက်နံပါတ်3အင်းနွန်တဲ့မော်ပညာနဲ့နားစီတို့ရဲ့ရှာဖွေမှုတတိယရှုပ်ဝက်ချက်ကတော့သိပ္ပံပညာနဲ့လုံးဝစမ်းကျင်ဘက်ဖြစ်တဲ့မော်ပညာနဲ့လူယူစမ်းကျင်မှုတွေကိုနားစီခေါင်းဆောင်တွေရဲ့စိတ်ဝင်စားမှုပါပဲ SS အဖွဲ့ရဲ့ခေါင်းဆောင် Henry Himmler ဟာလူယူစမ်းကျင်တဲ့အကြောင်းအရာတွေရှီဟောင်းတနာတွေနဲ့အာရီယန်လူမျိုးရဲ့မူလစစ်မြစ်ကိုအထူးစိတ်ဝင်စားသူတူပါသူဟာနားစီဝါဒရဲ့အစွန်းဆုံးလူမျိုးစီဝါဒကိုသိပ္ပံနည်းကျသိပြဖို့ရွေ့ရွက်ချက်နဲ့အင်းနော်ပဲ Ancestral Heritage လို့ခေါ်တဲ့သူတေသနာအဖွဲ့အစည်းတစ်ခုကို1935ခုနှစ်မှာတည်ထောင်ခဲ့ပါတယ်ဒီအဖွဲ့အစည်းရဲ့ရည်ရွယ်ချက်ကတော့ဂျာမန်လူမျိုးတွေရဲ့ရှေးဟောင်းသမိုင်းနဲ့ယဉ်ကျေးမှုကိုလေ့လာဖို့ဒါပေမဲ့နောက်ွယ်မှာတော့အာရီယန်လူမျိုးတွေရဲ့စူပါပါဝါတွေထူးခြားတဲ့စွမ်းအုံတွေနဲ့လူယူစမ်းကျင်တဲ့ရှေးဟောင်းပစ္စည်းတွေကိုရှာဖွေဖို့ရွေ့ရွယ်ခဲ့ပါတယ်Himmler ဟာဥပမာအားဖြင့် Holy Grail ဒါမှမဟုတ် Crystal ရဲ့သွေးအော်ခွက် Spear of Destiny ဒါမှမဟုတ်ကံကြမ္မာလန်လိုမျိုး Ganari လာပစ္စည်းတွေကိုရှာဖွေဖို့အတွက်ကမ္ဘာအနှံ့ကိုသူတေသနာခရီးတွေဆေးလွှဲခဲ့ပါတယ်ဒီလိုရှာဖွေမှုတွေဟာ Indiana Jones ရုပ်ရှင်တွေနဲ့တောင်ဆင်တူနေပါတယ်အင်းနော်ပဲအဖွဲ့ဟာတစ်ဖက်ကြီးထီတောင်သူတေသနာအဖွဲ့ဆေးလွှဲခဲ့ပြီးရှီဟောင်းစာပြီးတွေနဲ့မောပညာတွေကိုလေ့လာခဲ့ကြပါတယ်
သူတို့ဟာဂျာမန်လူမျိုးတွေဟာ Atlantic လိုမျိုးပျောက်ဆုံးသွားတဲ့ရှေးဟောင်းယဉ်ကျေးမှုကနေဆင်းသက်လာတယ်လို့ယုံကြည်ခဲ့ကြပြီး World Ice Theory ဒါမှမဟုတ်ကမ္ဘာရေခဲ theory လိုမျိုးထူးဆန်းတဲ့ theory တွေကိုလည်းသူတည်တနာပြုခဲ့ကြပါတယ်သူတို့ရဲ့ရည်ရွယ်ချက်ကတော့ Aryan လူမျိုးတွေရဲ့တာလွန်ထူးဆန်းမှုကိုသိပြဖို့နဲ့အခြားလူမျိုးတွေကိုအုပ်စိုးနိုင်တဲ့ရှေးဟောင်းလူယူဆန်းကျင်အစွမ်းနဲ့စီးတွေကိုရှာဖွေဖို့ဖြစ်ပါတယ်ဒီအဖွဲ့အစည်းဟာတောင်နဲ့ချီတဲ့ရှေးဟောင်းပညာရှင်တွေဘာသာပေဒပညာရှင်တွေတမိုင်းပညာရှင်တွေကိုအသုံးပြုပြီးသူတည်တနာပေါင်းများစွာကိုလှုပ်ဆောင်ခဲ့ပါတယ်ဒါဟာနာဇီဂျာမနီရဲ့တိတ်ဖိုက်တဲ့နည်းပညာတိုးတက်မှုတွေနဲ့အတူယုံတန်းစကားဆန်တဲ့မော်ပညာနဲ့အစွန်းဆုံးအသေးခေါ်ပြီးဘလောက်အထိရောရွက်နေခဲ့လဲဆိုတာကိုပြသနေတာပါစစ်ပွဲကြီးရဲ့အဆုံးမှာတော့ဒီအဖွဲ့အစည်းရဲ့မှတ်တမ်းအများစုဟာဖြစ်စည်းခံခဲ့ပြီးသူတို့ရဲ့ရှာဖွေသိရှိတွေကလည်းရှုပ်ဝက်ချက်အဖြစ်ကျန်ရှိနေခဲ့ပါတယ်ရှုပ်ဝက်ချက်နံပါတ်၄ Operation Paperclip နာဇီသိပ္ပံပညာရှင်တွေရဲ့အနာဂတ်စစ်ပွဲပြီးဆုံးနောက်ပိုင်းမှာဖြစ်ပေါ်ခဲ့တဲ့ဒါပေမဲ့စစ်ပွဲကာလကလေးကနေစတင်ခဲ့တဲ့နောက်ထပ်ရှုပ်ဝက်ချက်တစ်ခုကတော့ Operation Paperclip ပါပဲဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးခါနီးမှာမဟာမိတ်တပ်တွေဟာဂျာမနီရဲ့အဆင့်မြင့်နည်းပညာတွေနဲ့သိပ္ပံပညာရှင်တွေကိုတိမ့်ပိတ်ရာယူဖို့အပြိုင်အစားကျူးပန်းခဲ့ကြခဲ့ပါတယ်အထူးသဖြင့်အမေရိကန်ပြည်နိုင်ငံဟာဂျာမနီရဲ့ထိပ်တန်းသိပ္ပံပညာရှင်ပေါင်း1600ကျော်ကိုလွတ်လပ်စွာခေါ်ဆောင်သွားခဲ့ပါတယ်ဒီသိပ္ပံပညာရှင်တွေထဲမှာ V2 ဒုံးကျည်တွေကိုတီထွင်ခဲ့တဲ့ Wernher von Braun လိုမျိုးဒုံးကျည်နည်းပညာရှင်တွေလေယာဉ်နည်းပညာရှင်တွေစီးပညာရှင်တွေနဲ့အခြားနယ်ပယ်အစီအစဉ်ကကျွမ်းကျင်သူတွေပါဝင်ခဲ့ပါတယ်ဒီသိပ္ပံပညာရှင်အများစုဟာနာဇီပါတီဝင်တွေဖြစ်ကြပြီးအချို့ဆိုရင်စစ်ရာဇဝမှုတွေနဲ့ပဲဆက်နွယ်မှုတွေရှိခဲ့ပူပါတယ်ဒါပေမဲ့အမေရိကန်အစိုးရဟာသူတို့ရဲ့ကျွမ်းကျင်မှုတွေကိုအနာဂတ်အတွက်အသုံးပြုလို့တဲ့ရွေးချယ်ချက်နဲ့သူတို့ရဲ့နာဇီနောက်ကန်သမိုင်းတွေကိုလွတ်လပ်ဖုံးကွယ်ပြီးအမေရိကန်နိုင်ငံကိုခေါ်ဆောင်ခဲ့တာပါဒီ Operation Paperclip စီမံကိန်းဟာအမေရိကန်ရဲ့အာကာသအစီအမံဖြစ်တဲ့ NASA ရဲ့အခြေခံအုတ်မြစ်ဖြစ်လာခဲ့ပါတယ်ဒီရှုပ်ဝက်ချက်ကစစ်ပွဲရဲ့ကျင်းပဆိုင်ရာရှုပ်ထွေးမှုတွေကိုထိရောက်ပြနေတာပါနာဇီတွေရဲ့ရက်ဆက်ကြမ်းကြုတ်မှုကိုဆန့်ကျင်တိုက်ခိုက်ခဲ့တဲ့မဟာမိတ်တပ်တွေဟာနောက်ပိုင်းမှာတော့သူတို့ရဲ့ရန်သူဟောင်းတွေရဲ့တိတ်တန့်ပညာရှင်တွေကိုကိုယ်နိုင်ငံရဲ့အယိုးစီးပွားရေးအတွက်အသုံးပြုခဲ့ကြတာပါဒါဟာစစ်ပွဲဆိုတာအဖွေအမဲတဲတဲကွဲကွဲခွဲထားလို့မရပဲမမျှော်လင့်တဲ့ရှုပ်ထွေးနှက်ထွေးမှုတွေနဲ့ပြည့်နှက်နေတယ်ဆိုတာကိုပြသနေတဲ့တာတကာတစ်ခုပါပဲမိခုံးချုပ်တစ်ခုပိတ်တကြီးရဲ့ဒီနေ့ကျွန်တော်တို့ဖော်ထုတ်ပြခဲ့တဲ့ရှုပ်ဝက်ချက်တွေဟာဒုတိယကမ္ဘာစစ်ကြီးရဲ့ရှုပ်ထွေးနှက်ထွေးမှုကိုပိုပြီးတော့မြင်သာစေမယ်လို့ယုံကြည်ပါတယ်နာဇီဂျာမနီဟာတစ်ဖက်မှာကိဒနီသိပ္ပံနဲ့နည်းပညာရဲ့အဆင့်ဆုံးအဆင့်ကိုရောက်နေချိန်မှာနောက်တစ်ဖက်မှာတော့စစ်ကြွဆေးဝါးရည်ကိုစစ်သားတွေပေါ်မြည်ပဲစေခဲ့ပြီးမယုံနိုင်စရာမောပညာတွေနဲ့ဒနာရီလာပစ္စည်းတွေကိုလည်းလိုက်လံရှာဖွေနေခဲ့ပါတယ်ဒါတွေအပြင်သူတို့ရဲ့သိပ္ပံပညာရှင်တွေဟာစစ်ပွဲပြီးတဲ့နောက်မှာကမ္ဘာအင်အားကြီးနိုင်ငံတွေရဲ့အနာဂတ်ကိုပုံဖော်ပေးခဲ့ကြခဲ့ပါတယ်ဒီအချက်တွေကတမိုင်းဆိုတာကျွန်တော်တို့မြင်နေရတဲ့စာမျက်နှာတွေထက်အများကြီးပုံမနဲ့ရှည်ပြီးထင်မှတ်မထားတဲ့ရှုပ်ဝက်ချက်တွေနဲ့ပြည့်နှက်နေတယ်ဆိုတာကိုပြသနေတာပါစစ်ပွဲဆိုတာလူသားမျိုးရဲ့အဆိုးအဆုံးအပိုင်းကိုဖော်ထုတ်ပြသတယ်လို့အမှန်ဆုံးရှုပ်ဝက်ချက်တွေကိုလည်းဖုံးကွယ်ထားတတ်ပါတယ်ဒီဗီဒီယိုကနေရရှိတဲ့ဗဟုသုတတွေဟာသင်ကိုစဉ်းစားစရာတွေပေးဆွဲနိုင်မယ်လို့မျှော်လင့်ပါတယ်နည်းပညာရဲ့အစွမ်းမောပညာရဲ့ဆွဲဆောင်မှုလူစိတ်ရဲ့ရှုပ်ထွေးမှုတွေဟာတမိုင်းရဲ့အမောင်ထူးထဲမှာဘယ်လိုရောက်ရွက်နေခဲ့လဲဆိုတာကိုကျွန်တော်တို့ဆက်လက်လေ့လာစူးစမ်းတင်ပါတယ်နောက်ထပ်ဘယ်လိုတမိုင်းရှုပ်ဝက်ချက်တွေကိုဖော်ထုတ်ချင်ပါတယ်လဲ comment မှာရေးပေးခဲ့ဖို့ဖိတ်ခေါ်ရင်ဒီနေ့အတွက်တော့ဒီမှာပဲ